ဒါမြန်မာနိုင်ငံပါလာတဲ့မှတ်ဖို့တင်ပဲဖြစ်ပါတယ်ကျွန်တော်ငငယ်တော့ဆိုရင်လူမျိုးဆိုတဲ့နေရာမှာတဝဲလူမျိုးပဲဖြစ်ပါတယ်နောက်ပိုင်းမှာကြတော့အဲ့ဒီစစ်ကောက်စီကလွတ်လိုက်တာလူမျိုးဆိုတဲ့နေရာမှာမြန်မာလူမျိုးထည့်လိုက်တယ်ဆိုလိုချင်တာမြန်မာပဲထက်တဝဲပဲထက်နော်တိုင်းရင်းသားတွေသူရှိတဲ့ပုံစံလေးတိုက်ပဲလက်ခံပေးပါဒီနေရာမှာပြောချင်တာမြန်မာလူမျိုးမြန်မာပြည်သူတွေမပြောဘူးနော်အဲ့ဒီစစ်ကောက်စီကောက်တွေပဲပြောချင်တာဟုတ်ပြီလားတိုင်းရင်းသားတွေဟာနိုင်ငံတွဲဟာတကက်စိတ်မှန်တဲ့ယတနာတွေနော်တန်ဖို့ဖြတ်လို့မရတဲ့ယတနာတွေပဲတွေးခေါ်ရှိတဲ့လူတရက်သမ္မာဒဖြစ်သွားကြည့်အဲ့ဒီတိုင်းရင်းသားတွေဘယ်လိုပုံစံနဲ့ဝင်ငွေရှာရမလဲအခုထိုင်းနိုင်ငံမှာကြည့်လို့ရတယ်နော်သူတို့နိုင်ငံမှာကိုမြန်မာနိုင်ငံလောက်တာယာဇာတလည်းမပေါ်ဘူးမြေဧရိယာတွေလည်းမကောင်းခဲ့ဘူးဒါပေမဲ့ထိုင်းရဘယ်လိုလုပ်တယ်ဒီကဟိုတယ်နဲ့ခရီးသွားတွေပဲဝင်ငွေရှာခဲတာနော်ကိုနိုင်ငံမှာကြည့်တိုင်းရင်းသားမျိုးနွယ်စုတွေအများကြီးရှိတယ်အဲ့ဒါကိုငါတို့စစ်တပ်တွေကလိုက်ပြီးတော့ဖျောက်ပစ်ချင်တယ်ပြီးတော့ဗမာလူမျိုးကြီးဝါဒလုပ်ချင်တယ်တဝဲကိုဗမာစရင်ထဲလိုက်တယ်ဗမာစရင်ထဲလိုက်လို့ဝန်နေလို့ပြောနေတာမဟုတ်ဘူးငါတို့မြန်မာနိုင်ငံကနေပြီးတော့ဒီပနိုင်ငံထွက်တယ်ဘာလူမျိုးလဲမြန်မာနိုင်ငံသားပဲပြောခဲ့ရတယ်ဒါပေမဲ့ကိုလူမျိုးချစ်တွေ့တော့မြန်မာနိုင်ငံသားတဝဲလူမျိုးကိုလူမျိုးပျောက်သွားမှကြောက်လို့ဒါပေမဲ့မှတ်ဖို့တင်ထဲမှာတော့မြန်မာလူမျိုးထက်ထားခဲ့တယ်တကယ်လို့တွေးခေါ်ရှိတဲ့လူတရသမ္မာဒဖြစ်နေခဲ့ရင်နော်ငါတို့တိုင်းရင်းသားတွေကိုဥပမာမွန်လူမျိုးကရင်လူမျိုးရခိုင်လူမျိုးထားပါစို့သူ့လူမျိုးတွေသူ့ရိုးရာဝတ်ဆိုလေးတွေဝတ်ပိတ်ကြည့်ပြီးတော့ရခိုင်လူမျိုးဖြစ်ပေါ်လာတဲ့အကြောင်းအရာတွေသေသေးချာချာလေးဗီဒီယိုရိုက်ပေးနော်အင်္ဂလိပ်စကားနဲ့နေကတကောချပြကရင်တွေလည်းအဲ့လိုပဲကရင်ဝတ်ဆိုလေးတွေဝတ်နော်ကရင်ဟင်းတွေချက်ပြကရင်ရိုးရာနေကတကောချပြမွန်တွေလည်းအဲ့လိုပဲမွန်လူမျိုးတွေကိုမဝတ်ဆိုဝတ်နော်မော်ဟင်းချက်နီးတွေမော်လူမျိုးဖြစ်ပေါ်လာတဲ့သမိုင်းရစဝင်တွေတကယ်နေကတကောချပြကြည့်နေကချပါခရီးသွားတွေဟာငါတို့မြန်မာနိုင်ငံထဲကိုဝင်လာတာပပဆက်တော့ဝင်လာမှာငါတို့နိုင်ငံအတွက်ဝင်ငွေတွေဘယ်လောက်ရမလဲအဲ့ဒါကြောင့်ဒီနေရာမှာပြောချင်တာတိုင်းရင်းသားတွေအားလုံးဒီစစ်ကောင်စီရှိနေတဲ့၍ခင်ဗျားတို့လည်းမအေးချဘူးကျွန်တော်တို့လည်းမအေးချဘူးနော်အဲ့ဒါကြောင့်နိုင်တဲ့ဘက်ကနေပြီးတွန်လှန်ပါကျွန်တော်မြန်မာနိုင်ငံမှာຫນွေဦးတွန်လှန်ရေးတဲ့ရေးကြီးတာဘာမှမရှိဘူးလောက်ကြပါကျွန်တော်တို့ဒီနှစ်ခေတ်မလုပ်ခဲ့ရင်နောက်မျိုးဆက်တွေဟာပိုးပြီးတော့ဘဝပြက်ခဲ့မှာနော်အဲ့ဒါကြောင့်ကိုနိုင်တဲ့ဘက်ကနေပြီးလှုပ်ဖို့ဒီနေရာနေတောက်ဆုတ်ပြရစေဒီနေရာမှာလူမျိုးကြီးဝါဒလို့ပြောလိုက်တာနဲ့ကြံတဲ့မြန်မာပြည်သူတွေမပြောဘူးနော်စစ်ကောက်စီကောက်တွေပဲပြောခဲ့တာအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဟာတဝဲသားပါ